အခုဗီဒီယိုကတော့အရင်တော့နာမည်ကြီးခဲ့ပေမဲ့ကျွန်တော်တို့တေချာမြင်ဘူးလိုက်တဲ့သူတွေရဲ့အကြောင်းဗီဒီယိုပါ။ဘာလို့လဲဆိုတော့အရင်တော့ရုပ်ရှင်ဗီဒီယိုရိုက်တယ်ဆိုတော့ကမင်းသားမင်းသမီးတွေနဲ့ဇာတ်လမ်းဇာတ်ကားတွေပဲရိုက်ရထရှိကြပြီးတော့ကျန်တဲ့သူတွေကကင်မရာရှေ့မှာတိတ်ပြီးတော့မထွက်ကြတာမို့လို့ပါ။အခုမှလည်း1980-90ခုနှစ်မြောက်ဗီဒီယိုတိတ်တွေထဲမှာတော့ဒီလိုလူတွေရဲ့ဗီဒီယိုဖိုင်တွေကိုရှာရှာပါပါပြန်တွေ့ရတဲ့အတွက်ဒီကောင်းစင်နဲ့တင်လိုက်ရတာဖြစ်ပါတယ်။အရှိတုန်းကဦးဝိုက်ဆန်တို့ဒေါ်သက်ရီတို့ဆရာဆွေမင်းနုဖြူတို့ရဲ့မှတ်တမ်းဗီဒီယိုဖိုင်ကိုကြည့်ဦးတဲ့သူကတော့ဒီကောင်းစင်နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။အခုဗီဒီယိုမှာလည်းဘယ်သူတွေပါလဲဆိုတာကိုကြည့်လိုက်ကြတာပေါ့ဒီကအေးလေးတောက်ချင်တွေကိုလားအိမ်လိုချင်ရင်ဂျီဆို ICC ကိုသွားဆိုတဲ့ကြော်ညာကဟိုတုန်းကတော်တော်နာမည်ကြီးခဲ့တယ်လို့ဆိုပါတယ် page မှာတော့တယောက်ကလာပြီးတော့မှန်ခဲ့ဘူးပါသေးတယ်ကျွန်တော်ကတော့ဒီကြော်ညာကိုမိလိုက်ပါဘူးသူ့ကိုဗီဒီယိုဇာတ်ကားတွေရွှေရှင်တွေထဲမှာပဲတရုပ်ဆောင်တယောက်အနေနဲ့မြင်မှုခဲ့တာပါအိမ်ချမ်းမြေလောကရဲ့နာမည်ကြီးတယောက်မှန်ကိုအခုဗီဒီယိုတိတ်တွေပြန်ကြည့်တော့မှပဲကျွန်တော်ကသိရတာပါအဲ့တော့အိမ်ဝယ်မလားရောက်မလား1990ကျော်ညီမစီကအိမ်စီတိုက်ခန်းစီတွေကိုကြည့်ရင်လည်းသူ့ရဲ့ရုံးကစီကိုတစ်ခါလောက်သွားပြီးတော့ကြည့်ရအောင်ပါကျွန်တော်ကြည်စိုး IC အင်းမြင်ပါဘာမှပြပါတော့အင်ချာမြေလုပ်ငန်းကိုကျွန်တော်တို့ကပြီးပြင်မယ်လို့ပါအင်ချာမြေလုပ်ငန်းတစ်ခုပဲကျွန်တော်လုပ်ပါတယ်အင်ချာမြေလုပ်ငန်းကဘာဖြစ်လို့ဆိုတော့ကဘာမှာလည်းဒီလုပ်ငန်းသိခစ်စားနေပြီးတော့ဗမာပြည်မှာကြာကြာနာနာလုပ်တဲ့လူကတော်တော်လေးနည်းနေသေးလို့ကျွန်တော်တော့စူးစမ်းလုပ်ပါတယ်ပွဲစားတော့ပွဲစားပဲဒါပေမဲ့ဟိုအမှုပညာဆန်ဆန်ပေါ့လေကျွန်တော်ကတော့ feeling နဲ့လုပ်တဲ့ဆိုတော့ကျွန်တော်ကတစ်မျိုးပေါ့လေဗမာပြည်တော့ဆန်းပေါ့ဒီပွဲစားလက်ဆွဲစာအုပ်ဆိုတာနာမည်သားအိမ်ပွဲစားလက်ဆွဲစာအုပ်လို့တတ်ထားတာပါတကယ်ကြတော့ဒီဥစ္စာကအင်ချမ်းမြေရှိတဲ့လူတွေတိုက်ခန်းပိုင်တဲ့လူတွေကကိုယ့်ရဲ့တာဝန်တွေကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကိုယ့်ရဲ့ရပိုင်ခွင့်တွေကိုသိစေခြင်းလို့ကျွန်တော်ဒီလိုလက်ဆွဲစာအုပ်တွေပါလေကျွန်တော်ထုတ်တယ်တင်တန်းနေလေကျွန်တော်ပေးတယ်တင်တန်းနဲ့လက်ဆွဲစာအုပ်ကိုပေးရတာနဲ့လုပ်ကိုင်ရတာပေါ့လေအဲ့ဒါဟာအိမ်ပွဲစားလုပ်ငန်းတွေတော့မှကျွန်တော်သဘောကျတယ်ပျော်လဲပျော်တယ်ကျွန်တော်20တန်းမှာမြင်နေတဲ့ရှိတယ် fitness 40ထပ်ကူဒီ economy နဲ့ပါ economy နဲ့ပါဟုတ်ကဲ့ရှင်အဲ့ဒါဆိုရင်တစ်နှစ်ချုပ်2000ဝယ်လို့ခေါ်ပါတယ်ဟုတ်ကဲ့နှစ်ချုပ်ဆိုတော့တစ်လောက်2000ဝယ်တစ်နှစ်ချုပ်ပါခေါ်လို့ရှင်ဟုတ်ကဲ့နောက်တစ်နေရာမှာရှိဦးလဲဆိုရင်သူကတော့အခန်းတော့တိတ်မကောင်းဘူးရှင်နေရာလေးကတော့18လမ်းမှာရှိတယ်ဘေးစိတ်ပေ40ပုံပါပါတယ်2000ခေါ်ပါတယ်ကျွန်မတရားတော့2000ရတယ်ငယ်တော့ကဖတ်ခဲ့ဘူးတဲ့မြတ်မင်္ဂလာနဲ့မင်္ဂလာမောင်မယ်စာသားတစ်ခုကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်အထက်မှာပုံမြင်လေးတွေပါတယ်ကာတွန်းတွေလည်းပါပါတယ်38ဖြတ်မင်္ဂလာလို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံမြင်တွေကာတွန်းတွေပါတဲ့အတွက်လူကြီးတွေကလည်းကလေးတွေအတွက်လူလူချင်းချင်းကိုဝယ်ပေးခဲ့တဲ့စာဆောင်ပါအဲတော့နှစ်တည်းမှာဖြော်ပြရေးစာဆောင်တွေထက်မြတ်မင်္ဂလာနဲ့ဒနစာဆောင်တစ်ခုကရောင်းအောင်ကောင်းဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်ဒီစာဆောင်တွေကိုထုတ်ဝေခဲ့တာကတော့စာရေးဆရာကြီးမင်းယူဝေပါဆရာကြီးကကျွန်တော်သဘောကျလို့အခုအထိပြန်ဖက်လေးရှိတဲ့ဤစုပုံမြင်များစာအုပ်ကိုရေးသားခဲ့တဲ့သူလည်းဖြစ်ပါတယ်1989ခုဇန်နဝါရီလအစပြီးတော့ထုတ်ပါတယ်အခုဆိုရင်2နှစ်ထဲမှာရောက်နေပါတယ်သူကလည်းတလားစောင်းရီတွေတိုးပြီးတော့အောင်မြင်နေပါတယ်ကျွန်တော်တို့ဒီစာဆောင်နှစ်ဆောင်ထုတ်ဝေရတာအများကြီးဝင်လဲသာပါတယ်အားလည်းရှိပါတယ်မြတ်မင်္ဂလာစာဆောင်ရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့စိတ်ကောင်းရှိသီလမြဲဝိပဿနာဆွဲသံဃာဝတ်မှကျွတ်မြမလွဲဆိုတဲ့ဆောင်ပုဒ်နဲ့အညီမြတ်မင်္ဂလာစာဆောင်ကျွန်တော်တို့ထုတ်ပြပါတယ်ဂီတသမားတွေကသူတို့တီးခတ်တဲ့ဒုရိယာကိုအစွဲပြုပြီးတော့နာမည်ပေးလေးရှိကြပါတယ်ဥပမာအဖြစ်စံနေရဘသူစောင်းဘသူပေါ့အဲ့လိုနာမည်ပေးထားတဲ့သူတွေတော်တော်များများလည်းရှိကြပါတယ်ဒါပေမဲ့တရောလို့ပြောလိုက်လို့ရှိရင်တော့ဒီဆရာကြီးရဲ့နာမည်ကိုပဲလူတော်တော်များများကမှတ်မိနေကြမှာပါကျွန်တော်တအားသလောက်ကျွန်တော်လိုက်စားထားသလောက်ကျွန်တော်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ် ဒ
ဒီအပိုင်းမှာကျွန်တော်တို့ Professor ပညာသည်အနေအထားမရှိတဲ့အတွက်သင်ကြားပေးမဲ့ Professor များမရှိတဲ့အတွက်ကျွန်တော်တို့လိုက်စားထားသလောက်နားနဲ့မှတ်စိတ်နဲ့မှတ်လိုက်စားထားသလောက်တင်ပြရခြင်းဖြစ်ပါတယ်အဲ့ဒါလိုတင်ပြတဲ့အခြေအနေမှာကျွန်တော်အတိုင်းအတာကျွန်တော်လိုက်စားထားသလောက်ဖြင့်ကျွန်တော်အခုလိုပဲတင်ပြပြီးခဲ့ပါပြီကျွန်တော်အပိုင်းကတော့တာဝန်ကြည်ပြီလို့ကျွန်တော်ထင်ပါတယ်နောင်တစ်နေ့တစ်ချိန်တစ်ခါတော့မြန်မာနိုင်ငံမှာကျွန်တော်တို့ string orchestra အသေးစား string orchestra တော့ဖြစ်မယ်လို့ဆိုတဲ့ယုံကြည်ချက်နဲ့ကျွန်တော်လှုပ်ရှားရပါတယ်လို့ဝါရှပါလာနော်ပါစင်တတ်တယ်နော် over3 ပါစင်ကနော်တတ်တယ်နော်ဒီရှောက်ဒီရှောက်ဒါမှဒီကောင်ခွဲပြီဟုတ်လားနော်အဲ့ဒါတို့ရဲ့နဲဒီဒဲဒဲဒဲဂျင်းဒဲဒဲဒဲ3 4ဒဲဒဲဒဲမောင်နဲ့မမြင်ဘူးတဲ့နာမည်ကြီးများကောင်းတဲ့ကတော့ဟိုတုန်းကနာမည်ကြီးခဲ့တဲ့သူတွေရဲ့ရှားပါဗီဒီယိုဖိုင်တွေကိုပြန်ပြီးတင်ဆက်နေတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ကိုကြားဘူးခဲ့တဲ့နာမည်ကြီးတွေရဲ့အကြောင်းရှိခဲ့တဲ့ဆိုလို့ရှိရင်လည်းကောင်းမှမှာပြပြပေးသွားလို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ရအောင်ပါ။ ဘာပဲလို့ရလေအသက်များပင်ဆုံးစေမတုံလို့ပါမေသူလည်းခိုင်းရဲ့ခိုင်းကြည့်လေမဟာသမုဒ္ဒရာဖြတ်ခါလူကိုယ်တိုင်လက်ကြည့်ကူးရဲ့လေရှင်မတွေ့ဝီကိုကူကပင်းတပင်းမဒီလည်းနံကမဲ့သူမျောနေစေကွယ်ကာသာရှိတဲ့တောင်းကြီးကိုများကျူတဲ့မောင်တောင်းတဲ့ရုပ်ဦးရွက်နိုင်ရုပ်တဲ့မန်တွေထောင်ခြင်းတဲ့ကျဲမဘလောက်တော့ကျဲမဘလောက်တော့မူမလေးပါဘူးဗျာ